လူ9ယောက်ကိုတလုတ်တဲနဲ့ဝါစားနံပြီးကျောင်းကားနှစ်စီးစားတဲ့ပိုးရှည်တဲ့သမုဒ္ဒရာရဲ့အဆိုးဝါးဆုံးလူသက်သမားကြီးတကယ်ပဲရှိနေသေးသလားဒီနေ့မှာတော့ကျွန်တော်တို့ဟာသိပ္ပံပညာရှင်တွေနဲ့သမုဒ္ဒရာပိုင်းဆိုင်ရာကျွမ်းကျင်သူတွေရဲ့အချက်လက်တွေကိုအခြေခံပြီးမဂါလိုဒွန်တွေသာယနေ့ခေတ်မှာတကယ်ရှိနေရင်ဘာဖြစ်မလဲဆိုတဲ့စိတ်လှုပ်ရှားစရာကဘာကြီးတွေကိုခေါ်ဆောင်သွားမှာပါသူတို့ကဘယ်မှာပုံနေနိုင်တယ်လဲကျွန်တော်တို့ရဲ့အပျော်စီးတန်ပေါ်ကြီးတွေကိုသူတို့တိုက်ခိုက်မလားဝေလငါးတွေမျိုးသုံးသွားမလားဒါပေမဲ့စဉ်းစားကြည့်ပါပင်လယ်သမုဒ္ဒရာရဲ့80ရာခိုင်နှုန်းကိုလူသားတွေအခုထိစူးစိုင်းရှာဖွေနိုင်ခြင်းမရှိသေးပါဘူးအဲ့ဒီတော့တကယ်ပဲသူတို့မျိုးသုံးသွားလာသေးကြပြီလားဗီဒီယိုအဆုံးမှာတင့်ကိုအံ့ဩသွားစေမဲ့သိပ္ပံနည်းကျအထောက်အထားတစ်ခုကိုဖော်ပြပေးသွားမှာမို့အဆုံးထိကြည့်ပေးကြပါဦးမဂါလိုဒွန်ဟာပေ60နီးပါးရှည်ပါတယ်ဒါဟာကြောင်းကားငစီးစာထက်ပိုရှည်တာပါသူ့ရဲ့ပစာကြီးဟလိုက်ရဲ့အထဲမှာလူ9ယောက်လောက်မတ်တက်ရလို့ရပါတယ်သူ့ရဲ့ကြိုက်လာက18တန်ကျော်ရှိတယ်ခစ်တဲ့ငမောင်းဖြူကြီးတဲ့ဆဲစားလောက်ပိုပြင်းပါတယ်ဒါအပြင်သူတို့ရဲ့သွားတွေဟာ conveyor belt လိုမျိုးအစီအရီရှိနေတာပါရှေ့ကသွားတစ်ချောင်းကျိုးထွားတိုင်းနောက်ကသွားအတစ်တစ်ချောင်းကချက်ချင်းနေရာဝင်ယူတာပါမဂါလိုဒွန်တကောင်ဟာသူ့တက်တန်းတစ်ချောင်းမှာသွားပေါင်း4000ခန့်အထိလဲလွယ်နိုင်ပါတယ်သူတို့ဟာပင်လယ်ထဲကအရှင်လက်လက်အသားကျက်ဆက်ကြီးတွေပါပဲအင်တာနက်မှာနာမည်ကြီးနေတဲ့ theory တစ်ခုကတော့မဂါလိုဒွန်တွေဟာမာရီယာနာကတုတ်ချင်းထဲမှာပုံနေတယ်ဆိုတဲ့အချက်ပါဒါပေမဲ့ဒါဟာသိပ္ပံနည်းကျမဖြစ်နိုင်ပါဘူးမဂါလိုဒွန်တွေဟာ cold blooded မဟုတ်ပဲမဆိုတာမစ်တွေပါသူတို့ဟာအလွန်အေးတဲ့ပင်လယ်နက်ထဲမှာမနေနိုင်ပါဘူးမဂါလိုဒွန်တွေကိုတတ်လိုက်တာကကဘာကြီးရဲ့ယာဒီဥရုပါရေခဲကစတင်လာတဲ့အခါသမုဒ္ဒရာရေတွေအေးခဲလာပါတယ်သူတို့စားနေကြဝေဒငါးတွေကရေခဲဖြင့်စီကိုပြောင်းရွှေ့သွားပေမဲ့မဂါလိုဒွန်တွေကတော့အေးခဲတဲ့ရေတွေကိုမလိုက်နိုင်ခဲ့ပါဘူးနောက်တစ်ခုကတော့အော်ဂတ်လို့ခေါ်တဲ့လူသက်ဝေလငါးတွေပါသူတို့ဟာအုပ်စုဖွဲ့တိုက်ခိုက်တတ်ချပြီးမဂါလိုဒွန်ရဲ့ကလေးတွေကိုအမဲလိုက်နိုင်တာကြောင့်လဲမဂါလိုဒွန်တွေမျိုးသုံးခဲ့ရတာပါကဲခဏလောက်စဉ်းစားကြည့်အောင်မီဂါလိုဒွန်နဲ့ကုန်းပေါ်ကဘရင် T-Rex တာရေရင်ပိုင်းမှာရင်ဆိုင်တွေ့မြင်ဆိုရင်ဘယ်သူနိုင်မလဲလို့ထင်ပါတယ်လဲတဲ့အဖြေကိုကုန်းဘက်မှာရေးပေးခဲ့ပါအောင်နော်အကယ်၍ယနေ့ခေတ်မှာမီဂါလိုဒွန်တွေသာရှိနေခဲ့ရင်ကမ်းခြေတွေမှာလူတွေရေမကူးရတော့ပါဘူးမီဂါလိုဒွန်တွေကရေရင်ပိုင်းမှာအစာရှာတတ်တာကြောင့်မိုင်ယာမီတို့ဩစတြေးလျတို့လိုကမ်းခြေတွေဟာတေမင်းတမန်ဇုံတွေဖြစ်သွားပါလိမ့်မယ်ကုန်တင်သင်္ဘောအီးတွေကိုသူတို့ကဝေလဲငါအမှတ်နဲ့တက်ခိုင်နိုင်ပါတယ်သင်္ဘောတွေဟာပိုခိုင်ခန့်တဲ့တန်မနီတွေနဲ့ဆိုနာလက်နက်တွေတက်ဆင်လာရပါလိမ့်မယ်မီဂါလိုဒွန်တာပြန်ပေါ်လာခဲ့ရင်အပြစ်မနဲ့တွေဝေလန်းကားမျိုးစီအတော်များများမျိုးသုံးသွားနိုင်ပြီးသမုဒ္ဒရာရဲ့ဂေဟစနစ်တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်ကျွန်တော်တို့လူသားတွေဟာမီဂါလိုဒွန်ကိုကြောက်ရွံတင်ကြောက်နေမှာမဟုတ်ပါဘူးမီဂါလိုဒွန်ရဲ့ငမန်းတောင်တစ်ခုသွားတစ်ချောင်းဟာမောင်ခိုးဈေးခွက်မှာဒေါ်လာတန်းကြီးရှိသွားပါလိမ့်မယ်အစစ်မြင့်နီးပညာသုံးတင်မောတွေနဲ့မီဂါလိုဒွန်အမိတ်လိုက်တဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုပေါ်ပေါက်လာပါလိမ့်မယ် Humans versus Megalodon ဘယ်သူကပိုကြောက်စရာကောင်းလဲအမှန်တိုင်းပြောရရင်မီဂါလိုဒွန်တွေသာအခုထိရှိနေသေးရင်တောင်သူတို့ဟာကျွန်တော်တို့လူသားတွေကြောင့်ပဲplanပြီးမျိုးသုံးသွားမှာပါလူသားတွေရဲ့အလွန်အကျွံငါးဖမ်းဆီးမှုကြောင့်သူတို့စားမဲ့အစာတွေကုန်သွားမယ်ပင်လယ်တွေကပလတ်စတစ်တွေကသူတို့ရဲ့အစာအိမ်တွေရောက်ကုန်မယ်နောက်ဆုံးမှာတော့ဒီအေယာမတရဝါကြီးတွေဟာလူသားတွေရဲ့စက်မှုလက်မှုတန်းကိုမခံနိုင်ပဲပျောက်ကွယ်သွားမှာပါပဲတကယ်မကောင်းဆိုဝါကြီးတွေကဘသူတွေများလဲဗီဒီယိုအစမှာကျွန်တော်ပြောခဲ့တဲ့အန်အောစရာအထောက်ထားကတော့အန်တာတီတာတိုက်ကိုလွှမ်းရင်ကမ္ဘာတိုက်ကြီးအားလုံးရဲ့ကမ်းရိုးတန်းတွေမှာမီဂါလိုဒွန်ရဲ့သွားရုပ်ကြွံတွေကိုရှာဖွေတွေ့ရှိထားတာပဲဖြစ်ပါတယ်ဆိုလိုတာကသူတို့ဟာကချင်ကကမ္ဘာတမှုတရာအားလုံးကိုစိုးမိုးဟဲကြတာပါမီဂါလိုဒွန်တွေဟာကျွန်တော်တို့ရဲ့စိတ်အီစိန်ထဲမှာပဲရှိနေတာကအကောင်းဆုံးပါသူတို့မရှိတော့ပြီမဲ့သူတို့ခြံထားခဲ့တဲ့သမိုင်းကြောင်းတွေဟာတမှုတရာရဲ့ nation မှုနဲ့အင်အားကိုတတိပေးနေပါတယ်တင်တို့ကတော့မီဂါလိုဒွန်တွေတကယ်ပဲမျိုးသုံးသွားပြီလို့ယုံပါသလားဒါမှမဟုတ်လူသားတွေမရောက်နိုင်သေးတဲ့တနေရာရမှာရှိနေအောင်မလား comment မှာဆွေးနွေးခဲ့ကြပါအောင်နော်ဒီနေ့ဗီဒီယိုတွေကတင်းကိုဘ ഹു တုတာတစ်ခုခုရစီတယ်ဆိုရင် like နှိပ်ပေးဖို့နဲ့နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက် subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်